မင်းသားကလူအောင်ကြီးထွားပြီးတော့ကြော်သားကြီးနေတယ်မို့လို့ညံသိမ့်မကောင်းဘူးလို့ထင်လိုက်လို့ရှင်တော့လုံးဝမှားတော့ပါလိမ့်မယ်သူက Sherlock Holmes လို့တွေးပြီးတော့ဂျွန်ဝဲလို့ချတဲ့သူပါနာမည်က Jack Reacher ပါ American စစ်တပ်ရဲ့အထူးဆောင်သားဟောင်းတစ်ယောက်ဖြစ်ပါတယ်မာဂရစ်ဆိုတဲ့မျိုးလေးကိုအလဲရောက်တော့လူသားမှုတကူနဲ့ပန်းခံလိုက်ရပါတယ်ဒါပေမဲ့တည်သွားတဲ့လူကတခြားလူမဟုတ်ဘဲနဲ့သူ့ရဲ့အကိုအရင်ဖြစ်နေတဲ့အခါမှာ Richard တယောက်ဒီမျိုးရဲ့နောက်ခွဲကကျိုးကင်နေတဲ့လူကိုဘလို့ဖော်ထုတ်ပြီးတော့ကလပ်စားချင်မလဲဆိုတော့စောင့်ကြည့်ရမယ် CD ဖြစ်ပါတယ်DC ရဲ့အမိုင်ဆုံးချက်က Richard အားကိုတုံးပြီးရမ်းချနေရမျိုးမဟုတ်မူခင်းဖြစ်တဲ့နေရာကိုကြည့်လိုက်တာနဲ့လူသက်သမားကဖနက်ဆိုင်ဘလောက်စီးတယ်မလို့တတ်တော်ရဲဆိုတော့အသေးစိတ်ခွဲချမ်းစိတ်ပြနိုင်တယ်နောက်တစ်ခုကအရှင်ပိုင်းသူကစစ်တပ်ကလာတာဆိုတော့ရန်ဖြစ်လို့ရှင်သိပြီးတော့အချိန်မဆွဲဘူးအများဆုံးနဲ့အထီးအောင်ဆုံးဖြစ်အောင်ဘလို့ချရမလဲဆိုတော့တွက်ချက်ပြီးမှချာအထူးသဖြင့်ထောင်အရေချိုးကန်ထဲမှာချရတဲ့အခန်းဆိုလို့ရှိရင်အရန်မိုက်ပါတယ်ပြင်းပြအခန်းလည်းတစ်ခါမှမပါဘူးဇလိုင်းဆဲဆောင်မှုရှိလို့အရှင်တွေကလည်းအကျိတ်အနေနဲ့မို့လို့အရှင်တော်ရိုက်လိုက်ကြိုက်တဲ့လူတွေဆိုလို့ရှိရင်လုံးဝကိုလက်မလွတ်တင်တဲ့စီးရီးတစ်ခုပါခင်ဗျားတို့ရောဒီလိုခက်ကြမ်းကြမ်းနဲ့ညံကောင်းတဲ့ဇက်ကောင်မျိုးဆိုလို့ရှိရင်သဘောကျကြလားကွန်မန့်မှာပြောခဲ့ကြပါဦး